Hello တငယ်ချင်းတို့ရေကျမရဲ့ channel ကိုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် GPS လမ်းညွှန်တန်တွေလို AI အတန်တွေကမြန်မာလိုပြောတဲ့အခါဘာလို့လူတယောက်ပြောနေတယ်လို့ဖိဖိဖင်ဖင်မဖြစ်ရတာလေလို့တွေးမိဖို့ကြမှာပါဟုတ်တယ်ဟုတ်ဒီနေ့ကလေအဲ့ဒီပြန်တနာရဲ့အဖြေကိုအတန်ထွက်ပြီးက phonetics ဆိုရရှုထောင့်ကနေအတူတူကြည့်သွားကြမယ်ဒီတင်ပြမှုကိုစစောဖြစ်သွားစေတဲ့အထူးကကြတဲ့မေခွန်းတစ်ခုကတော့ဒါပါပဲ AI ရဲ့ဗမာအတန်ထွက်ကိုလေ phonetics လို့ခေါ်တဲ့အတန်ထွက်ပြတာနဲ့ဒါတိတိကျကျလေးလေ့ကျင့်ပေးလိုက်မယ်ဆိုရင်လူတယောက်လိုအတန်ပြီးတတ်လာနိုင်မလားဆိုတာပေါ့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လို့အဖြေရှာကြည့်တဲ့မေခွန်းတစ်ခုပါပဲကဲဒီမေခွန်းကိုနေ့စဉ်ဘဝနဲ့တိုက်ရိုက်ချိဆက်ကြည့်လိုက်ရအောင်အားလုံးလည်းကြုံဖူးကြမှာပါကာမုံငင် GPS လိုင်းညွှန်တန်ကိုနားထောင်တဲ့အခါမျိုးပေါ့ဒါမှမဟုတ်ဖုန်းထဲက AI assistant ကိုတခုခုမေးလိုက်တဲ့အခါမျိုးမှာလေအတန်ကလူတယောက်ပြောနေတယ်လို့မဟုတ်ပဲတခုခုတော့လိုနေတယ်တမျိုးကြီးပဲနည်းနည်းလေးလွဲနေတယ်လို့ခံစားမိဖူးကြမှာပဲလေကဲဟုတ်ပြီအဲ့တော့ပြဿနာကတကယ်တမ်းမှာဘာဖြစ်နေရလဲဘာကြောင့်အဲ့လိုလေးဖြစ်နေရလဲဆိုတာကိုအရင်ဆုံးအသေးစိတ်ကြည့်လိုက်ကြအောင်ဒီအခြေအနေကိုပညာရှင်တွေက uncanny valley of voice လို့တင်စားခေါ်ကြရဲဆိုလိုတာက AI ရဲ့အတန်ကလေလူသားတစ်ယောက်ရဲ့အတန်နဲ့တော်တော်လေးနီးစပ်လာပြီးဒါပေမဲ့လုံးဝထပ်တူမကြသေးတဲ့အတွက်နားထောင်ရတာတစ်မျိုးကြီးဖြစ်နေတာပေါ့အထူးတစ်ဖြင့်မြန်မာစကားမှာဆိုရင်ရှင်းလေးလေယူလေတင်းတို့အတန်နှိမ့်မြန်တို့စကားပြောတဲ့စီချက်ဝါချက်တို့မှာတဘာဝမကြတာကိုချက်ချင်းကိုတတိထားမိနိုင်ပါတယ်ဒီပြဿနာရဲ့အရင်းမြစ်အစစ်အမှန်ကိုသိချင်ရင်တော့မြန်မာဘာသာစကားရဲ့အခြေခံအကျယ်ဆုံးနဲ့အရေးအကြီးဆုံးသဘောတရားတစ်ခုကိုအရင်ဆုံးကြည့်ဖို့လိုလာပြီအဲ့ဒါကဘာလဲဆိုတော့မြန်မာစကားရဲ့တုံးနေဒါမှမဟုတ်အတန်အနှိမ့်မြင့်နေပါပဲဟုတ်ပါတယ်မြန်မာဘာသာစကားဆိုတာ tonal language တစ်ခုဖြစ်ပါတယ်ဆိုလိုတာကစကားလုံးတစ်လုံးရဲ့အတန်အသက်အကျအနှိမ့်မြင့်လေးနည်းနည်းလေးပြောင်းသွားတာနဲ့သူ့ရဲ့အဓိပ္ပာယ်ကလုံးဝကိုကွဲထွက်သွားနိုင်တယ်ဆိုတာပါပဲရေးထားတဲ့စာလုံးပုံစံကအတူတူပဲဒါပေမဲ့အတန်ထွက်ပုံမူတည်ပြီးအဓိပ္ပာယ်ကတခြားစီဖြစ်သွားတာအဲ့ဒါကပဲစက်တဲ့အတွက်အကြီးမားဆုံးစင်ခေါ်မှုကြီးတစ်ခုဖြစ်နေတာပေါ့ဒီချက်ကိုရှင်းရှင်းလင်းလင်းမြင်သားသွားစေမယ်ဥပမာလေးတစ်ခုကြည့်လိုက်ရအောင်ဒီမှာကြည့်ပါမားဆိုတဲ့စာလုံးလေးတစ်လုံးလေးကိုပဲကြည့်လိုက်ရအောင်နော်အတန်ထွက်တဲ့လေးတန်ပုံမူတည်ပြီးအဓိပ္ပာယ်တွေဘယ်လောက်တောင်ကွာသွားလဲဆိုတာကိုကြည့်ပါပထမဆုံးမားလို့အတန်တူတူလေးနဲ့ထွက်ရင်မောက်ကြောတယ်လို့အဓိပ္ပာယ်ရတယ်နောက်တစ်ခုမားလို့အတန်ကိုနည်းနည်းလေးရှေ့ဆွဲလိုက်ရင်ဆွဲဆန်းလို့ရတယ်လို့ဆိုလိုပြီးနောက်ဆုံးမားဆိုပြီးအတန်ကိုမြင့်လိုက်တဲ့အခါမှာတော့မာနကြီးတဲ့ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတော့တွေ့လားစာလုံးပေါင်းကအတူတူပဲဒါပေမဲ့လေးတန်လေးတစ်ခုတည်းနဲ့အဓိပ္ပာယ်တွေကလုံးဝကိုကွဲပြားသွားတာအဲ့ဒါအကြောင်းလို့လေကွန်ပျူတာတစ်လုံးအထွတ်ကတော့မြန်မာစာကိုရိုးရိုးလေးဖတ်ယုံနဲ့ဘယ်လိုထန်ထွက်ရမလဲဆိုတာကိုအတိအကျသိဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးဒီမှာတင်စားထားသလိုပါပဲဂီတတင်ဂီတ notes တွေမပါပဲသချင်းစာရွက်ကြည့်ပဲကြည့်ပြီးတော့သချင်းဆိုခိုင်းနေတယ်လို့ပဲတန်စင်အမှန်ကိုဘယ်လိုနည်းနဲ့မှသိနိုင်မှာမဟုတ်ဘူးလေဒါဆိုရင်ဒီပြဿနာကိုဘယ်လိုဖြေရှင်းချမလဲဟုတ်ပြီအဖြေရှိပါတယ်အဖြေကတော့အတန်ထွက်ဝေတာ phonetics ပါပဲဒီပညာရပ်ကဒီဇလန်ရဲ့အဓိကဇက်ကံပြဿနာကိုဖြေရှင်းပေးမဲ့ hero လို့တောင်ပြောလို့ရပါတယ် phonetics ဆိုတာကဘာလဲလို့မေးစရာရှိလာပါမယ်ရိုးရိုးရှင်းရှင်းလေးပြောရရင်တော့ဒါဟာစကားတန်တွေကိုလေ့လာတဲ့ပညာရပ်တစ်ခုပါပဲသူကဘာလို့ပေးလဲဆိုတော့စကလုံးတစ်လုံးကိုဘယ်လိုအတန်ထွက်ရမယ်ဘယ်လိုလေတံလက်ကျိုးရမယ်ဆိုတာကိုနိုင်ငံတကာမှာအသုံးပြုတဲ့သင်္ကေတတွေနဲ့အတိအကျကိုဖော်ပြပေးတဲ့စနစ်တစ်ခုပေါ့ဒီနည်းအားဖြင့်ပြောရရင်တော့အတန်အတွက်တိကျတဲ့လမ်းညွှန်ချက် instruction menu တစ်ခုလိုပါပဲကဲဒီဇီယာကွက်လေးကိုကြည့်လိုက်ကြတော့ phonetics ရဲ့အားသာချက်ကိုချက်ချင်းကိုမြင်သွားမှာပါဘယ်ဘက်မှာကြည့်လိုက်ရိုးရိုးရေးထားတဲ့ကားနဲ့ကားဆိုတဲ့စာလုံးနှလုံးရေးထားတာကခက်ဆင်းဆင်းပဲနော်ဒါပေမဲ့ညာဘက်မှာတော့သူတို့ရဲ့အတန်ထွက်ကို phonetic သင်္ကေတတွေနဲ့တိတိကျကျကိုခွဲခြားဖော်ပြထားတာတွေ့ရပါလိမ့်မယ်စက်တလုံးကဆိုရင်တော့ဒီလိုတိကျတဲ့ညွှန်ကြားချက်ကအဓိပ္ပာယ်မှားယွင်းလိုက်ကြီးကိုလုံးဝဖယ်ရှားပေးလိုက်တာပါပဲကဲ theory သဘောတရားတော့ဒီလောက်ပြီပေါ့နော်ဒီ phonetics ကိုလက်တွေ့မှာ AI ကိုလေ့ကျင့်ပေးဖို့ဘယ်လိုအသုံးချလဲဆိုတာကိုဆက်ပြီးကြည့်လိုက်ကြရအောင်AI ကိုလေ့ကျင့်ပြီးတဲ့လုပ်ငန်းစဉ်ကအများကြီးရှုပ်ထွေးတယ်လို့ထင်ရပေမဲ့တကယ်တမ်းမှာတော့ရိုးရှင်းတဲ့အဆင့်30ပဲရှိပါ යි ပထမအဆုံးလူလေးတဘာဝကြပြောတဲ့မြန်ကစကားတန်တွေကိုအတန်ဖိုင်ယူလိုက်တယ်ပြီးရင်ဒုတိယဆင့်နဲ့အဲ့ဒီအတန်ဖိုင်တွေကို phonetic သင်္ကေတတွေတွန်းပြီးစာသားအတိအကျပြန်ရေးချလိုက်တယ်နောက်ဆုံးဆင့်မှာတော့အဲ့လိုရလာတဲ့တိကျတဲ့အတန်ထွက်အချက်လက်တွေကို AI model လေးကိုထည့်သွင်းပြီးစနစ်တကျလေ့ကျင့်ပေးလိုက်ရုံပါပဲအဲ့လိုလွတ်လိုက်ခြင်းအပြင် AI ဟာရေးထားတဲ့စာလုံးတစ်လုံးနဲ့သူ့ကိုဘယ်လိုအတန်ထွက်ရမယ်ဆိုတဲ့လူသားတစ်ယောက်ရဲ့အတန်အမှန်ကိုတိုက်ရိုက်ချိတ်ဆက်ပေးမယ်ပြီးပြီးဆုံးတဲ့ blueprint တစ်ခုကိုရသွားတာတော့အရင်လို့ရိုးရိုးစာကိုဖတ်ပြီးတော့
ဒါလားဟွာလားခံမှန်းနေရမယ့်အစားအတန်ထွက်လမ်းညွန်ကိုတိုက်ရိုက်ရသွားတာကြောင့်အမားရွေးမစီပြောဆိုနိုင်လာတာပဲဖြစ်ပါရဲ့ ဒါဆိုရင်ဒီနည်းပညာရဲ့အနာဂတ်ကဘယ်လိုများရှိမလဲကဲကျွန်တော်တို့ရဲ့မူလမင်းဟွန်းကိုပြန်သွားပြီးတော့အနာဂတ်ရဲ့အတန်ကိုအတူတူစိတ်ကူးကြည့်ကြရအောင် ဒီတင်ပြချက်ရဲ့အဆက်မှာမြည်ခဲ့တဲ့မြေခွန်ကိုပြန်ကောက်ကြည့်အောင် phonetics နီလန်ကိုသုံးပြီးတော့ AI ရဲ့မြန်မာအတန်ထွက်ကိုပြီးပြင်းအောင်လုံးနိုင်သလားအဖြေကတော့ရှင်းရှင်းလင်းလင်းနဲ့အခိုင်အမာကိုပြောနိုင်ပါတယ်လုံးနိုင်ပါတယ်ဆိုတာပါပဲ ဘလောက်ထိတောင်ကောင်းလာနိုင်လဲဆိုရင်အနာဂတ်မှာ AI ကထုတ်လုပ်မဲ့မြန်မာစကားပြောတန်နေရ69ခုနှစ်9%အထိတိကျမှန်ကန်လာနိုင်တဲ့အလားအလာပြည့်ဝရှိပါတယ်ဆိုလိုတာကလေလူတရားပြောနေရလားစက်ကပြောနေရလားဆိုတာကိုခွဲခြားလို့တော့မရတော့တဲ့အထိတဘာဝကျတဲ့လေးတန်ဒီအတန်နေတန်ထားတွေကိုရရှိလာနိုင်မှာပါ ကဲဒီတော့နောက်ဆုံးအနေနဲ့စဉ်းစားချက်မြေခွန်းလေးတစ်ခုထားခဲ့ကြပါတယ်ဒီနေ့မှာဆက်ပစ္စည်းတွေကကျွန်တော်တို့ရဲ့မိခင်ဘာသာစကားကိုလူသားတွေလိုပဲတဘာဝကြကြပြပြဖြင်းဖြင်းပြောဆိုလာနိုင်တဲ့နေ့ကိုရောက်လာတဲ့အခါမှာနိပညာနဲ့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေကဆက်ဆံရေးပုံစံနေဟာဘယ်လိုမျိုးတွေပြောင်းလဲတိုးတက်သွားမလဲဒါကတော့အားလို့သူစဉ်းစားကြပါပဲ